ကျွန်တော်သူရိယနေဝင်မီဒီယာပါဗျာကျွန်တော်မေကွန်းတစ်ခုပဲပေးပါမယ်ဝင်ကြီးအခုလူမှုခွင့်ရဲ့ပေါ်မှာပြန့်နှံ့နေတဲ့ဒေါက်တာဆာဆာနဲ့ CRPH ပေါ့နော်လွှတ်တော်ကုစားပြုကော်မတီဘယ်လိုဆက်ပြီးတော့ဖြစ်ပေါ်နေတယ်လဲဒေါက်တာဆာဆိုတာဘာတူလဲကျွန်တော်တို့လည်းမသိဘူးဒေါက်တာဆာဆိုတာကျွန်တော်ဒေါက်တာတမ်းမြင့်ဦးသိတယ်1988ကဆိုဒေါအောင်ဆန်းစုကြည်ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းသမီးဒေါအောင်ဆန်းစုကြည်ကျွန်တော်သိတယ်ဒေါက်တာတမ်းမြင့်ဦးဆိုလို့ရှိရင်လည်းဒါUN ရွှေပြုချုပ်ဦးတန်းရဲ့မြေပေါ့ဗျာဒေါက်တာဆာဆိုတာကျွန်တော်လည်းမသိဘူးဒေါက်တာဆာဖြစ်နေတယ် CRPH ဖြစ်နေတယ်နောက်တစ်ခါအခုတရားဝင်အစိုးရလွှတ်တော်လူတရားဝင်အစိုးရတရားလူအမေပိခန့်မှုတွေဖြစ်ပေါ်နေပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့နားလည်ထားတာကတော့မမေးခင်လေးပေါ့ဗျာကျွန်တော်အစိုးရတရက်ကအချုပ်ချာအာဏာ300ကို21ရက်အပိုင်းနိုင်ကျင့်သုံးနိုင်လို့ရှိရင်ကဘာလုံးမှာအဲ့ဒီအစိုးရတရက်လို့တတ်မှတ်တယ်ဆိုတဲ့နေရာမှာတရားဝင်တပ်ထမ်းထားခြင်းမရှိတော့လေ21ရက်နိုင်ငံတနိုင်ငံကိုချုပ်ချာအာဏာ300ကျင့်သုံးနိုင်တယ်ဆိုလို့ရှိရင်ဒါအစိုးရတရက်အထမြောက်တယ်ဒီနေ့နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအစိုးရ2021ဖေဖော်ဝါရီတက်ကစပြီးတော့ဒီအာဏာ300ကိုပြဋ္ဌာန်းတာရက်ပေါင်း41ရက်ရှိသွားပြီဖြစ်တယ်အတွက်ကြောင့်တရားဝင်အစိုးရတရက်ဖြစ်ပေါ်နေပြီဒီလက်ရှိတရားဝင်အစိုးရတရက်ကိုစန့်ကျင်ပုံကန်တဲ့သဘောနဲ့ဆယ်မြိုင်လွှတ်တော်ဆယ်မြိုင်အစိုးရဆောင်ရွက်နေမှုတွေနဲ့ပတ်သက်လို့စောစောဒေါက်တာဆာဆာနဲ့ဒီ CRPH နဲ့ပတ်သက်လို့ဘယ်လိုများဆက်ပြီးတော့ဒါတွေကိုဆောင်ရွက်မလဲဒါတွေကတကယ်ပဲလားဆိုတာဖြစ်တဲ့မှန်တယ်အဲ့ဒါတွေသိပြရစီခင်ဗျဒေါက်တာဆာနဲ့ပတ်သက်လို့ကတော့သူဟိုပေါ့တော့ကိုကြီးရဆိုရင်နေပါလေသူတို့တင်ထားလဲရှိကောင်းရှိမှာပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ကြဟောလို့ကျွန်တော်လဲဟိုအကျယ်တော့မပြောလို့ပါဘူးတင်ထားတဲ့အထက်မှာလဲဟိုတော်တော်စုံစုံလင်တော့ပါပါတယ်ဘယ်ကနေဖွဲရခဲ့တယ်ဘယ်လိုမျိုးမြန်မာနိုင်ငံထွက်သွားတယ်ဆိုတာလဲပါပါတယ်အခုပြောချင်တာတော့သူနဲ့ CNN လားမသိဘူးသိဆုံမေးမြန်းကလှုပ်ထားတော့ရှိတယ် CNN လားဟုတ်တယ်နော် CNN လားမသိဘူးကျွန်တော်ပြောသိဆုံမေးမြန်းကလှုပ်ထားတာပေါ့လေဟိုအဲ့ဒါတွေပဲကျွန်တော်တို့ကတော့ဟိုဘာဝဲကြည့်တာတော့ဆိုကြဟိုပါပဲသူရဲ့ကိုရေးရဆိုရင်မှန်တို့ဘာလို့မကြည့်ပါဘူးသူဟိုပေါ့နော်မှန်းကြည့်တာပေါ့လေစိတ်နေစိတ်ထားပဲကျွန်တော်တို့မှန်းကြည့်တာပါစိတ်နေစိတ်ထားမှန်း CNN နဲ့လှုပ်တာလားမသိဘူးဟုတ်တယ်အဲ့ဒီဟိုမှာသူပြောထားတယ်ဒီဟိုတော့ကတမလို့တာဝန်စယူတဲ့အချိန်ကလားမသိဖေဖော်ဝါရီလ1ရက်နေ့လားမသိဖေဖော်ဝါရီလ1ရက်နေ့တုန်းကသူကဒီမှာပေါ့နော်ဒေါအောင်ဆန်းစုကြည်နဲ့အတူရှိတယ်ပေါ့နော်တက္ကစီသမားရောင်ဆောင်ပြီးထွက်ပြေးရတယ်ဘာညာဆိုတော့အဲ့လိုမျိုးလေးတော့ကျွန်တော်တွေးမိလိုက်တယ်ဆိုတာသူတို့ပြောတဲ့ဟာပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောတော့ဒီဟာသူပြောခဲ့တာမှန်တယ်ဆိုရင်တော့ကျွန်တော်မြင်တာတော့သူကဟောလေဘာမှဝေဖန်တာမဟုတ်ပါဘူးမှန်တယ်ဆိုတော့သူပေါ့စိတ်ကူးရင်သမားလို့ပဲပြောခံရေးနဲ့ပတ်သက်ပြီးတော့ကြာစိတ်ကူးရင်သမားလို့ပဲပြောခြင်းတယ်နောက်တစ်ချက်ကတော့ခုနပြောတဲ့ CRPH တို့ဒီဒေါက်တာဆာနဲ့ပတ်သက်ပြီးရခင်တော့လည်းကျွန်တော်တို့ဒီဘက်ပိုင်းမှာပေါ့ဗျာဒီဘက်9နှစ်ပိုင်းမှာသူကနည်းနည်းနာမည်စကြတဲ့သူဖြစ်တာပေါ့ပြီးမှကျွန်တော်တို့သိရလောက်ကတော့ဒီရဲဆွဲပွဲမှာချင်းနဲ့ပတ်သက်ပြီးချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့အဓိကလှုပ်ဆောင်ပေးသူလို့လည်းကျွန်တော်တို့သိရတာပေါ့လေသိရပြောကြသူဟိုရောက်လာတာပေါ့ရောက်လာပြောကြဒီ CRPH နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အနည်းဆုံး CRPH ကအောင်မြင်နိုင်မအောင်မြင်နိုင်ဆိုတော့ကျွန်တော်တို့ဒီ1990ပြည့်နှစ်မှာလည်းဒီလိုအဖွဲ့အစည်းမျိုးတစ်ခုပေါ်ပေါက်ခဲ့မှုတာပဲပေါ်ပေါက်ခဲ့မှုတဲ့ဆိုတာအဲ့ဒီအချိန်ကတော့ကျွန်တော်ထင်ပါတယ်ကိုမိုးဟင်းတို့တောင်မှတောထဲမှာပဲရှိလားမရှိလားရှိအောင်မယ်လို့ထင်တာပေါ့လေဒီ88ဘီကာလာပဲရှိတာပေါ့အဲ့ကြသူတို့အကြောင်းကိုပိုသိမှာပါသူတို့အကြောင်းကပိုသိမှာပေါ့အဲ့တော့စင်ပြိုင်အစိုးရပေါ့နော်တရားစင်ပြိုင်လွတ်တော်တရားဖွဲ့စည်းခြင်းဆိုတာကတော့ကြီးလေးတဲ့ဒါပြစ်မှုဖြစ်ပါတယ်ကြီးလေးတဲ့ပြစ်မှုဖြစ်ပါတယ်ကြီးလေးတဲ့ပြစ်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဥပဒေအရကြီးလေးတဲ့ဒါအရေးယူမှုတွေဆောင်ရွက်မှာဖြစ်ပါတယ်ဒီ CRPH နဲ့ပတ်သက်ပြီးဒီ CRPH နဲ့အထောက်အကူပြုတဲ့လူပဲပတ်သက်တဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့ဘလို့အရေးယူဆောင်ရွက်နိုင်တယ်ဆိုတာလည်းတရားဝင်ထုတ်ပြန်ပြီးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီဟာတွေကိုအစိုးရတရားအနေနဲ့ဖြစ်ဖြစ်လက်ခံထားလို့မရပါဘူးလက်ခံလို့လည်းမရပါဘူးအချုပ်အခြာအာဏာပိုင်အစိုးရတရားအနေနဲ့ဒီလိုမျိုးဟာမျိုးတွေကိုလက်ခံနိုင်နေပြီမဟုတ်ကြောင်းဒါအတီးလင်းပေါ့နော်
ပြင်းထန်စွာကျွန်တော်တို့ဒါအရေးယူသွားမိဖြစ်ကြောင်းပဲကျွန်တော်တို့ပြောလိုပါတယ်ကျွန်တော်ဒုတိယမေးခွန်းဖြစ်ဆက်ပြီးလေးမေးချင်တာပေါ့အဲ့ဒါကကျွန်တော်တို့ဒီကမ္ဘာသမိုင်းဆောင်မှာပေါ့နော်နိုင်ငံတော်တစ်ခုကိုအုပ်ချုပ်တဲ့အစိုးရဆိုတာရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရရှိတယ်ရွေးကောက်ပွဲမကျင်းပပဲတိုင်းပြည်ကိုတည်ငြိမ်ပြီးတိုးတက်အောင်အုပ်ချုပ်နိုင်တဲ့အစိုးရဆိုတာလည်းရှိတယ်ဥပမာကျွန်တော်တို့ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအမြဲတမ်းအဖွဲ့ဝင်အင်အားကြီးနိုင်ငံ9နိုင်ငံထဲမှာတော့မှဒါဆိုဟိုတုန်းကဆိုဗီယက်ယူနီယံပေါ့နောက်ပိုင်းတော့ရုရှားဖက်ဒရေးရှင်းပေါ့နောက်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံဒီနှစ်ခုစလုံးမှာအစိုးရတွေရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရတွေမဟုတ်ဘူးလို့ကျွန်တော်တော့မြင်ထားတယ်ပေါ့နော်ရုရှားဖက်ဒရေးရှင်းဆိုတော့မှ1919ဘော်ရှေဗစ်တော်လှန်ရေးကနေပြီးတော့ဒီကျွန်တော်တို့ဘော်ရက်ရက်စင်ဖြစ်ကာလအထိဘာရွေးကောက်ပွဲမှမရှိဘူးဒါပေမဲ့သူ့နိုင်ငံတစ်ခုအစိုးရတရက်နေတဲ့ကမ္ဘာလုံးကလက်ခံပြီးဆက်ဆံကျင့်သုံးရတယ်။ဘာကြောင့်ထုတ်ထားအာဏာ3ရပ်ကိုသူတို့အပိုင်းတိုင်းကျင့်သုံးနိုင်တယ်။တရုတ်ပြည်သမ္မတနိုင်ငံဆိုရင်လည်းပဲ1949မော်စီတုံးတော်လိုင်းရဲ့အောင်မြင်နေရနေဒီနေ့ထိဘာရွေးကောက်ပွဲမှမရှိဘူး။ဒါပေမဲ့တရုတ်ပြည်သမ္မတနိုင်ငံအစိုးရတရက်တော့မဟုတ်ကမ္ဘာအင်အားကြီးနိုင်ငံဒီကမ္ဘာနံပါတ်1နှစ်ထိရောက်သွားပြီ။ကျွန်တော်တို့အိမ်နာချင်းနိုင်ငံတွေမှာဆိုလို့ရှိရင်ဘာရွေးကောက်ပွဲမှမရှိပဲနဲ့တရားဝင်အစိုးရဖြစ်နေဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံကမ်ဘောဒီးယားတော့မှဒါရွေးကောက်ပွဲဆိုတာစတာတိတ်ကြသေးတာမဟုတ်ဘူးကျွန်တော်တို့ကရွေးကောက်ပွဲမရှိတဲ့ကာလတွေကြော်လာပြီးတော့မှအခုတည်းမှရွေးကောက်ပွဲဆက်တဲ့ကိုတက်မတော်ကနေပြီးတော့ခွင့်ပြုပြီးတော့2010 2015အခု2020ဆိုတော့3ချိန်မှဖြစ်လာပြီးတော့ဒီကာလမှာကျွန်တော်တို့ဒီလိုပြန်ပြီးဖြစ်ရတဲ့အခါမှာဒီနေ့နာဆာကအစိုးရအနေနဲ့ကအာဏာသိမ်းဆိုရလည်းမဟုတ်ဘူးအာဏာထိန်းထားတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအထက်ကနေပြီးတော့ပဲလက်ရှိအာဏာ3ရပ်ကိုကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆောစောကကျွန်တော်တို့ဒီအစိုးရအပေါ်မှာဝေဖန်နေကြတဲ့အစိုးရဖြစ်တဲ့ဖြစ်ဘူးတရားဝင်မှု CRPH ကတရားဝင်နေဘယ်ဒေါက်တာကတော့တရားဝင်ဖြစ်တဲ့ဆိုတဲ့အချက်တွေနဲ့ပတ်သက်လို့ဗကြိုးနေနေပေါ့နော်ထပ်ပြီးတော့အကျယ်ပြန့်ရှင်းပြစေလိုပါတယ်တရားဝင်ခြင်းမဝင်ခြင်းဆိုတော့ပြောနေပါတယ်နိုင်ငံတကာကဘောတော့တချို့လဲရေးကြတာပေါ့လေနိုင်ငံတကာကတော့ဒါမြန်မာအစိုးရလို့တော့မှအတိမမပြုဘူးလို့ဘယ်နိုင်ငံတော့ဘလို့မဖြစ်တယ်လို့ဘလို့အတိမမပြုဘူးလို့အာဆီယံကတော့မှပဲအတိမပြုဖို့ခက်နေသေးတယ်ဘာညာပြောတယ်နံပါတ်1ပြောချင်တာကတော့တမတော်ဒီအတွေ့အကြုံမရှိတဲ့တမတော်မဟုတ်ဘူးဗျ1988ခုနှစ်အရေးခင်းပြီးမှတမတော်ကတာဝန်ယူလိုက်တယ်တာဝန်ယူလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ပေါ့နော်ဒါနိုင်ငံခြားရေးပဲပြောမှာနိုင်ငံခြားရေးအစဉ်အတန်းကိုကြည့်ပါအမေရိကန်ဒီမှာယာယီတန်မှုယာယီတန်ရုံးတောင်ကစစ်မဲ့ထားခဲ့ဟုတ်ဒီပြည်နိုင်ငံတွေရှိတယ်ခုကျွန်တော်ပြောချင်တာကဒါလေးနဲ့နှိုင်းယှဉ်ပြီးတော့ပြောချင်တယ်ဆိုတာတဲ့မြန်မာနိုင်ငံမှာနိုင်ငံကိုကိုစားပြုတဲ့တာမတ်ကြီးများအားလုံးရှိပါတယ်မြန်မာနိုင်ငံတွေပြောကြကျန်တဲ့နိုင်ငံတွေမှာလည်းနိုင်ငံကိုကိုစားပြုတဲ့တာမတ်ကြီးများအားလုံးရှိပါတယ်ဆက်သွယ်ဆက်ဆံမှုများပြုလုပ်လျက်ရှိပါတယ်လူရာဆွဲရည်သားမှုတွေရှိကောင်းရှိနိုင်ပေမဲ့ဆက်သွယ်ဆက်ဆံမှုများပြုလုပ်လျက်ရှိပါတယ်အချုပ်အခြာအာဏာ၃ရပ်ဖြစ်တဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာများကောင်းစွာလက်ပတ်လျက်ရှိပါတယ်အိမ်နီးနားချင်းနိုင်ငံများနဲ့ကောင်းမွန်စွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လျက်ရှိပါတယ်ဒီဟာတွေအချက်လက်တွေနဲ့ပြည့်စုံနေပြီ state ဆိုတဲ့နိုင်ငံတစ်ခု country ဆိုတဲ့နိုင်ငံတစ်ခုပြည့်စုံဖို့အတွက်ဘယ်အချက်လက်တွေပြည့်စုံရမလဲဆိုတာရှိပြီးဖြစ်တယ်အဲ့ဒါနဲ့ပြည့်စုံစွာအုပ်ချုပ်နေတဲ့အစိုးရကိုတရားဝင်အစိုးရမဟုတ်ဘူးလို့ပြောပြကြလေလိုင်းကနေအုပ်ချုပ်နေတဲ့အစိုးရကိုတရားဝင်အစိုးရလို့ပေါ့နော်လေလိုင်းဘဝကနေအုပ်ချုပ်နေတဲ့မျက်နာတော်မမြင်ဘူးတဲ့လူတွေဗျာလေလိုင်းဘဝကနေအုပ်ချုပ်နေတဲ့ online ဘဝကနေအုပ်ချုပ်နေတဲ့လူတွေကိုတရားဝင်အစိုးရလို့ပြောနေတာကောပြောနေတဲ့လူတွေပေါ့နော်ပြောနေတဲ့လူတွေတို့ဒါသူများပြောလို့မလို့ပေါ့နော်သူများပြောလို့မလို့လိုက်ပြောနေတဲ့လူတွေကတော့မြန်မာတကယ်ကပြောရင်တော့ကျွန်တော်ပြောလေဖန်ဒန်စီလို့
ဒါမျိုးပုံစံလို့ပဲကျွန်တော်ပြောချင်ပါတယ်တိတ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအချက်လက်ဟာဒါကြီးကတော့တရားဝင်တဲ့ဒါကြီးကဘာအချက်လက်အပြည့်စုံတဲ့တိတ်ပြီးတော့ဘောနော်ပြောပြီးတော့ညင်းစရာမလိုပါဘူးဘာဖြစ်လို့မညင်းတာလဲဆိုတော့မဟုတ်တော့ပေါ့ဗျာမဟုတ်တာကြီးပြောနေမှသိရတယ်နဲ့အဲ့မဟုတ်တာပြောနေတဲ့လူကိုသွားပြီးတော့ဖက်ပြိုင်ပြီးတော့သွားတက်သေးပြနေကိုညင်းနေကိုမလိုပါဘူးကျွန်တော်မှလည်းအချိန်မရှိပါဘူးအဲ့လောက်ဟွာပြုတ်နိုင်ဖို့လည်းညင်းနိုင်ဖို့လည်းမလိုဘူးလို့ထင်ပါတယ်ဒါပြောတော့ခုနပြောလို့ကိုမွေးပြောလို့ကျွန်တော်တို့ဒီလက်ရှိမှာပြည်တွင်းအချုပ်အခြာအာဏာနဲ့ပတ်သက်လို့ကျွန်တော်ရှိပြီးဖြစ်တယ်ပြည်ပမှာကျွန်တော်တို့ဘယ်လိုပဲထိုးနေပြီပြည်ပမှာကျွန်တော်တို့အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ရှိပြီးဖြစ်တယ်နိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီးတော့ပြောမယ်လေ့လာမယ်ဆိုရင်လည်းနိုင်ငံတနိုင်ငံကိုအတိအမှတ်ပြုခြင်းနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ဒါတရားဝင်ခြင်းဆိုတဲ့ဟာတွေနဲ့အားလုံးပြည့်စုံပြီးဖြစ်တဲ့အတွက်ဘာမှဖက်ပြိုင်ပြီးအငြင်းပွားနေကြမလို့ဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဝန်ကြီးကျွန်တော်1 news ပါခင်ဗျအမင်းစင်ပါခင်ဗျကျွန်တော်ပထမဆုံးသိချင်တာဒီအခုရက်ပိုင်းမှာပေါ့နော်အချို့မြို့နယ်တွေမှာလုံခြုံရေးတပ်ဖွဲ့တွေကဒီညဘက်တွေမှာရက်ကွက်အချို့တွေမှာပေါ့နော်ဟိုဒီအတန်ဘုံဖောက်တာတွေပြစ်ခတ်တာတွေအချို့လမ်းတွေထဲမှာဆိုရင်တော့အော်ဟစ်ကျိန်းမောင်းတာတွေရှိပါတယ်နောက်ပြီးတော့အိမ်တွေကိုလက်နှိပ်တံပြီးတွေထိုးပြီးတော့ဒီနေအိမ်တက်ခန်းတွေကိုပြစ်ခတ်တာတွေလည်းတွေ့ရပါတယ်ခင်ဗျနောက်အချို့ဆိုင်ကန်းတွေဆိုရင်လည်းဒီဝင်ရောက်ဖျက်ဆီးတာဆိုင်တွေကလူတွေကိုဖမ်းဆီးတာတွေနောက်တော့လမ်းထဲမှာရှိတဲ့ကားတွေဆိုင်ကယ်တွေကိုကန်ကြောက်တာတွေဖျက်ဆီးတာတွေလည်းတွေ့ရပါတယ်ခင်ဗျအဲ့တော့ဒီဆိုတော့ဒီအဲ့အရာကြောင့်ဒီရက်ကွက်တွေပြည်သူလူထုကဒီစိတ်ပူပန်ပြီးတော့ကောင်းစွာအိတ်မပြောတာတွေလည်းတွေ့ရပါတယ်ဒါတွေကိုဒီရက်ကွက်တွေပြည်သူလူထုစိတ်ပူပန်မှုလျှော်တဲ့အောင်ဒီနတ်ဆာကကောင်စီနေနဲ့ဘယ်လိုများဆောင်ရွက်လဲဆိုတာအဲ့သိပြတယ်ခင်ဗျဒီကတော့ကျွန်တော်တို့ရက်ကွက်တိုင်းကိုဝင်ပြီးတော့ဖမ်းဆီးနေရလည်းမရှိဘူးရက်ကွက်တိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေရလည်းမရှိပါဘူးခုနပြောတဲ့ဌာနပြနေတဲ့သူတွေခုနပြောတဲ့ခေါင်းဆောင်တွေပေါ့နော်လှုံ့ဆော်နေတဲ့လူတွေရှိတယ်ဆိုတဲ့သတင်းရရင်တော့ကျွန်တော်တို့ဝင်ရောက်ဖမ်းဆီးပါတယ်ဒါပေမဲ့ဝင်ရောက်မဖမ်းဆီးခင်မှာလည်းကျွန်တော်အသိပေးပါတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဝင်ရောက်မဖမ်းဆီးခင်မှာလည်းအသိပေးပါတယ်အသိပေးပြီးမှဝင်ရောက်တာဖြစ်ပါတယ်တစ်ဖက်ထဲတော့မကြည့်စိလို့ပါဘူးအဲ့လိုဝင်ရောက်တဲ့အခါမှာအဲ့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တချို့နေရာတွေမှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲဖြစ်ဖြစ်တပ်မတော်ပဲဖြစ်ဖြစ်လုံခြုံရေးအဖွဲ့တွေဝင်ရောက်တဲ့အခါမှာအပေါ်ကနေပြောကြနော်အော်ဟစ်ကျိန်းမောင်းတာတွေအပေါ်ကနေပြောကြတန်ပုံးသီးတာတွေနော်ပြီးရင်အပေါ်ကနေပြောကြဟိုပေါ့နော်ဟိုလမ်းတစ်လျှောက်လုံးမှာစူပူတာတွေပြီးရင်ကျွန်တော်တို့ဒီဆန္ဒပြလှုံ့ဆော်သူခေါင်းဆောင်များပေါ့နော်ခေါင်းဆောင်များခုနပြောတဲ့အကြမ်းဖက်ဆန္ဒပြခေါင်းဆောင်တွေကိုပုံအောင်ပြီးပုံအောင်ပို့အောင်တာတွေဒါမျိုးတွေလောက်ကင်ပြီးနေတော့ကျွန်တော်တွေ့ရပါတယ်ခုနကျွန်တော်ပြောလို့ကျွန်တော်တို့ဒီရက်ွက်အလိုက်ဘယ်ရက်ွက်ဘယ်ဟာနဲ့ကျွန်တော်သိမှာမရှိပါဘူးဒါပြစ်မှတ်ထားတာတော့ဒီဟာတွေနဲ့ပတ်သက်ပြီးရက်ွက်တွေနဲ့ပတ်သက်ပြီးဘယ်ဟာလောက်မှမရှိပါဘူးကျွန်တော်ဆောင်ရွက်နေရသည်လူပုဂ္ဂိုလ်ပေါ်မှာမူတည်တယ်ဒီလူပုဂ္ဂိုလ်ဒီအကြမ်းဖက်မှုကိုလှုံ့ဆော်နေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဒီအကြမ်းဖက်မှုကိုဥဆောင်နေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဒီစူပူလှုံ့ဆော်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဒီလူတွေရှိတဲ့နေရာတော့ကျွန်တော်တို့ဝင်ဖမ်းမှဖြစ်ပါတယ်ဖမ်းတဲ့နေရာမှာခုနပြောတဲ့ဟာတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်အဲ့ဒါကိုဝင်သွားပြီးအကြောင်းမဲ့ပြစ်ခတ်ခြင်းမျိုးကျွန်တော်တို့မရှိပါဘူးသို့တော့ခုနပြောတဲ့ဟာတွေနှောက်ယှက်မှုတွေလုပ်လာတဲ့အခါမှာတော့အတန်ပေး6လမှုများရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဘောနော်ဒီဟာမျိုးလှုပ်ဆောင်တာဒီဘာလို့လှုပ်ဆောင်လဲဆိုတော့ဒီရက်ရွာဒီရက်ကွက်ဒါအေဂျင့်တာယာဖို့အတွက်ပဲကျွန်တော်တို့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးအတွက်ပဲလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ကြံတဲ့တခြားရည်ရွယ်ချက်မရှိပါဘူးဒီကျွန်တော်တို့ရေးသားနေလည်းတွေ့ပါတယ်ဒီပြည်သူလူထုအနေနဲ့အိတ်မပြောဘူးလို့ဘာလို့ညာတော့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့စိတ်ချမ်းသာနေနိုင်ဖို့လှည့်ကင်းများဆောင်ရွက်လျက်ရှိပါတယ်သို့တော့ဒါတွေနဲ့ပတ်သက်ပြီးဟောနော်ဟိုဘလို့အမှုဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးလှည့်ကင်းကိုပြဿနာရှာတဲ့ဟာမျိုးတွေရှိတယ်ဒါတွေတော့သူတို့ရဲ့ကိစ္စတွေပါပြဿနာရှာနေရဆိုတော့ဒေသခံပြည်သူလူထုထက်သို့တော့လည်းတချို့နေရာတွေမှာလည်းမြင်အောင်ကြည့်ပါတချို့မှာလည်းဒီဟွာထဲမှာတော့မပါနေပါတယ်ကျွန်တော်တို့ဒီလူမှုကွန်ရက်စာမျက်နှာတွေဗာတွေတော့မှလည်းအကုန်လုံးပါပါတယ်ဒါလည်းဆိုတော့ဟိုရက်ွက်ထဲမှာတန်ပုံတီးလို့မလို့ဟောနော်အိတ်မပြောလို့မလို့ကန့်ကွက်တယ်ပြောတယ်တက်ဆိုင်ရာကိုတိုင်ကြတဲ့အခါမှာဝိုင်းပြီးတော့ရန်လုခံရတဲ့ကိစ္စတွေတို့ဒါတွေတော့ရှိပါတယ်ဒါတွေကိုပြောချင်တာတော့အဓိကတော့ဘယ်နှစ်ဖက်လုံးကိုတွေ့အောင်မြင်အောင်တီးဖို့လိုတယ်လို့ပဲပြောချင်ပါတယ်နောက်မျိုးတစ်ခုပါလားဒီဦးကစတနာထုတ်ပေါ်တဲ့လူတွေပေါ့နော်လုံယုံကြီးတက်ဖွဲ့တွေကဟောပေါ့ဒီပြစ်ခတ်ဖြုံးခင်းတာတွေရှိပါတယ်တချို့ကတော့တိုင်ရတာပေါ့တချို့ကတော့
တက်ဆုံးမှုတွေရှိတယ်ချို့ကဖန်ဆီးခံရတယ်လည်းတော်များပါတယ်ခင်ဗျဆိုတော့ဖန်ဆီးခံရတဲ့အထက်မှာဒီလူငယ်တွေကအတော်တော်များပါတယ်လူငယ်တွေတော်တော်များများပါတာတော့တွေ့ရပါတယ်ဒီပြန်လွတ်လာတဲ့လူငယ်တွေမှာလည်းချို့ကဒဏ်ရာတင်ချက်တွေရှိနေတာကိုလည်းကျွန်တော်တွေ့ရပါတယ် online တွေမှာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဖန်ဆီးခံရတဲ့ဒီဖန်ဆီးခံတဲ့ပြီးတော့လူငယ်တွေကိုဘယ်တော့လောက်ပြန်လွတ်ပေးမလဲအများဆုံးပြန်လွတ်ပေးမှာလားပေါ့နော်ဒီပေါ့လို့မိဘအုပ်ထိန်းလူတွေတဲ့အနေနဲ့ပေါ့ဒီဘယ်လိုဆက်သွယ်ပြီးတော့ဆက်သွယ်ပြီးတော့ပြန်ခေါ်လို့ရမယ်ပေါ့မိဘအုပ်ထိန်းလူတွေတဲ့ဘယ်လိုဆက်သွယ်ပြီးတော့ပြန်လှုပ်ပေးမယ်အဲ့လိုပေါ့အဲ့လေးသိပြသေးတာမနေ့ကအထိကျွန်တော်တို့ဖမ်းမိတဲ့လူတွေရှိတယ်ဖမ်းတဲ့လူတွေရှိတယ်မနေ့ကအထိကျွန်တော်တို့ပြန်လွတ်ပေးတဲ့လူပေါင်းပေါ့နော်မနေ့ကအထိပြန်လွတ်ပေးတဲ့လူပေါင်းကျွန်တော်မှစင်းစင်းက2189ရှိပြီ2189ရှိပြီမလဲမရှောင်တာတို့ဘလို့ကျွန်တော်တို့ဒီဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖမ်းဆီးရတယ်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆန္ဒပြမှုတွေဒီအကြမ်းဖက်မှုအသွင်ကူးပြောင်းလာလို့ပဲဖြစ်အကြမ်းဖက်မှုအသွင်မကူးပြောင်းသေးခင်မှာဖြစ်ကျွန်တော်တို့အနေနဲ့ကဒီဟာကိုလူစုလူဝေးဖြိုခွဲခြင်းအရာဖမ်းဆီးလိုက်ရတာရှိတယ်။ဖမ်းဆီးပြီးကျွန်တော်တို့တပ်ဆိုင်ရာနေရာတွေခေါ်သွားလိမ့်မယ်။ခေါ်သွားပြီးကျွန်တော်တို့ပြန်လွတ်တယ်။အနေအထိတော့ကျွန်တော်ပြောသလို2189ပြန်လွတ်ပြီးပြီဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးလည်းအကုန်လုံးတွေ့နေတာပဲကျွန်တော်တို့ပြန်လွတ်တဲ့လူတွေပြန်လွတ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကြဘယ်အချိန်မှာကျွန်တော်တို့ပြန်လွတ်လိုက်ပြီဆိုတာလဲအများအားကြင်ညာနေပဲကြံခဲ့တဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်ဘာလို့ကြံခဲ့လဲဆိုတော့じゃသူ့လှုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီးကြံခဲ့တာဖြစ်ပါတယ်နံပါတ်1သူသည်စုပူအကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်နေတဲ့လူဖြစ်လို့နံပါတ်2လူကိုအနေရဖြစ်စေနိုင်တဲ့လက်နက်နဲ့အတူမိလို့နံပါတ်3သူ့ကိုကျွန်တော်စစ်ဆေးတဲ့အခါမှာတကယ်ကိုသူသည်စုဘူးအကြမ်းဖက်မှုကိုဆက်လက်ပြောကြပါတော့ဥဆောင်ပြီးလှုပ်ဆောင်သွားမယ်လို့ဖြစ်လို့ဒါတွေနဲ့ကျွန်တော်တို့ထိမ့်သိမ်းခြင်းဖြစ်ပါတယ်အကြောင်းမဲ့ကျွန်တော်တို့ဆန္ဒပြမှုတက်တက်နေတော့ကျွန်တော်တို့မထိမ့်သိမ်းပါဘူးလိုအပ်တဲ့ထိမ့်သိမ်းမှုလုပ်ခဲ့မယ်ပြီးရင်ကျွန်တော်တို့ပြန်လွတ်ပေးပါတယ်တကူတော့ကျွန်တော် UC နဲ့ပတ်သက်ပြီးတော့မရှင်းလို့ထပ်မေးပြစီဗျာရမှာတော့ဘောပေါ့နော်ဒီ UC ကအခုတစ်ဖွဲ့ထားတဲ့ UC ကပေါ့နော်ဒီဘယ်စင်းတွေကိုစစ်စစ်ပြီးတော့ထုတ်ပြန်တဲ့နေရာမှာဒီ United Nation တို့ ASEAN တို့ဒီinternational audit ကဲတို့ပေါ့နော်ဗတ်မလိုက်တဲ့အဖွဲ့အစည်းတစ်ခုကိုဖိတ်ခေါ်ပြီးတော့ထုတ်ဖော်ပြသဖို့အစီအစဉ်ရှိပါလားခင်ဗျအဲ့လေးပြန်ပြီးတော့ရှင်းပြတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီကြဲကြဲပြတ်ပြတ်စစ်ဆေးခြင်းနဲ့ UEC ကလုပ်နေတယ်UEC ရဲ့ဘာတော့ပထမဆုံးကတော့ကျွန်တော်တို့က UEC ရဲ့လုပ်ငန်းတာဝန်ရတော့သူကဒီဟာတွေကိုကျွန်တော်တို့ပြီးအောင်လုပ်မယ်ပြီးအောင်လုပ်ပြီးရင်နော်ပြီးအောင်လုပ်ပြီးရင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့လုပ်ငန်းတွေကိုကျွန်တော်ပြီးအောင်လုပ်မယ်ပြီးအောင်လုပ်ပြီးရင်ကျွန်တော်တို့အနေနဲ့မြည်သည့်အဖွဲ့အစည်းမြည်သည့်ပြည်သူလူထုဆိုမှကျွန်တော်တို့ကနော်အထူးပေါ့နော်အထူးအနေနဲ့ထားမှာမဟုတ်ဘူးအထူးဝိသေသနဲ့ထားမှာမဟုတ်လုပ်ပြီးရင်ဒီအတိုင်းပဲအားလုံးကြည့်လို့ရတယ်တကဘာလုံးလာကြည့်တကဘာလုံးလာကြည့်လို့ရအဲ့ဒီတိုင်းပဲခင်းပြတက်တဲ့အထောက်အထားနဲ့ဒီအတိုင်းပဲပြတကဘာလုံးကြည့်ခြင်းတကဘာလုံးကြည့်ခဏတော့ပြီးရင်မီဒီယာများအနေနဲ့အခုကျွန်တော်စစ်ပြီးတဲ့ဟာတွေကိုကြည့်လို့ရပြီဓာတ်ထက်ပွင့်လင်းနေတာပါရှိဦးမယ်ဓာတ်ထက်ပွင့်လင်းနေတာပါရှိဦးမယ်ကျွန်တော်တို့ကဟိုလူကိုဖိတ်ခေါ်ဖို့じゃပြပါဒီလူဖိတ်ခေါ်ပြီးပြပါလို့လုပ်နေကြမလို့ကြည့်ကျင်လာခဲ့ဒီနေ့ချပြလိုက်ခင်ဗျားတို့စီမှာလည်းခုချပြပြီနော်နောက်ကြည့်ကျင်လားကြည့်ကျင်တဲ့လူလာခဲ့ပါသတင်းစာရှင်းလင်းပွဲမှာပြ UEC ရလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဖြစ်ဖြစ်အားလုံးပြီးသွားတဲ့အခါမှာလည်းဖြစ်ဖြစ်ခုနUEC ဖွဲ့ဖြစ်တဲ့ဥက္ကဋ္ဌမောင်ကိုယ်တိုင်လည်းပြောပြီးဖြစ်တယ်ကျွန်တော်တို့ဓာတ်တွေကိုဒီမှာပြုစုနေတယ်လုပ်နေတယ်နောက်ပိုင်းမှာမျိုးနယ်အဆင့်ထိရောက်သွားမျိုးနယ်အဆင့်ထိချပြလို့ရတယ်ကျွန်တော်ချပြပါဒါပဲကျွန်တော်တို့အနေနဲ့ပွင့်လင်းမြင်သာစွာလောက်ကင်သွားမှာဖြစ်တယ်လို့ပဲပြောချင်ပါတယ်နောက်မေးခွန်းမှာဒီရက်ကွက်တရက်ကွက်ကိုနော်တက်ဆိုင်ရာမျိုးနယ်တွေမှာရက်ကွက်တရက်ကွက်ကိုတက်ဦးပေါ့ဟိုပေါ့10ရက်ကွက်ဆိုအတူ20အဲ့လိုဖွဲ့ပြီးတော့မျိုးနယ်လိုက်မဲစင်းတွေကိုကတ်ပြီးတော့ဒီရက်ကွက်နေပြည်သူတွေကနေပြီးတော့ဒါဟိုပေါ့တိရှိပြီးတော့မင်းမြန်းပိုင်ခွင့်ကောရှိမလားအဲ့ဒါလေးတော့ဒီမင်းများပိုင်ခွင့်တယ်ပြီးတော့အကုန်လုံးကြီးခွင့်ရှိပါတယ်လို့ကျွန်တော်ပြောပြီးသားပဲစိတ်ပါဝင်စားရည်လားကျွန်တော်စစ်ပြီးသမျှအကုန်လုံးကြီးရှင်းပြမယ်ဘာတွေစစ်ပြီးပြီဘာတွေတွေ့တယ်ရှင်းပြမယ်ခုခဏသိကျင်လဲကျွန်တော်ထပ်ပြီးရှင်းပြအောင်မယ်ဒီမှာကတ်ထားတဲ့ဟာတွေကြီးဒါတွေကြီးတနိုင်ငံလုံးမှာရှိတဲ့เนาะတနိုင်ငံလုံးမှာကျွန်တော်တို့လုပ်ငန်းစဉ်တွေပြီးသွားပြီကျွန်တော်တို့ထုတ်ပြန်ပြီးတဲ့ခုဆိုထုတ်ပြန်ပြီးတဲ့ဟာတွေထုတ်ပြန်ပြီးပြီထုတ်ပြန်ပြီးတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့အခုလိုဘုဒ္ဓတရစီတဲ့ဗီဒီယိုတွေကိုအသစ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရစီခင်ဗျာ
အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်